ခင်ဗျားကြိုးကြီးကဘယ်လောက်ကြီးလို့ ဟာအော်ကျွေးကြီးကဘယ်လောက်ကြီးတယ်လဲဆိုရင်ဒီဘက်ဂျိုပြားကနေဟိုဘက်ဂျိုပြားကိုကြီးကန်တလားအိတ်ကြာတယ် နကြိုးကြီးပါလားအောင်အုပ်ဖို့ကောင်းရ အဲ့ တာ လောက်ကြီးတော့ တနေ့အဲ့ကြိုးကြီးဘယ်လိုထားတော့ ဟာကျွေးကြီးကထားစရာမရှိဘူးလေထားစရာမရှိတော့နေဘူးမိုးရွာဝိညာဉ်နဲ့ပြစ်ထားတာပေါ့ ဟာကြိုးကြီးခဏစီရ ဘယ်တန်းနဲ့ လူမသိဗျာခင်ဗျားကြိုးကြီးကျုပ်ကြီးတော့အိမ်အောင်လာထားပါလား ဟာခမရကြီးတော့အိမ်အောက်ကို ဟုတ်တယ်လေ ကျုပ်ကျွဲလာထား ခမရကြီးတော့အိမ်အောက်ကအိမ်ကဘယ်လောက်မြင်လို့လဲ ဟာဘလောက်မြင့်လဲမမြင့်လဲမမင်းနဲ့ကျုပ်ကြီးတော်ရဲ့အိမ်စီမလေးကိုဝင်နေစီလန့်စီနဲ့မီးဖွားပြီးတော့ထလိုက်တာကျောင်းဘက်ကကျွံပြီးဟိုအောက်ပြုတ်ကြတော့အသက်66ရောက်နေပြီဗျာ ခမရအတော်အိမ်ကြီးကတော်တော်ကြီးတယ်ဆို ဟာကြီးတာဗော ခမရအတော်ကလည်းတော်တော်ကြီးမှာပေါ့ ဟွန်း ဟာဒါမြကိုနေကျော်ရဲ့ခမရတော့တော့ကြီးတော့ဦးလေးနဲ့ပေးသားလိုက်ရောပေါ့ ဒီကမောင်ခမည်းဦးလေးကဘလောက်ကြီးလို့ တော့ဦးလေးကဘယ်လောက်ကြီးတယ်မကြီးတယ်တော့မပြောနဲ့ ပြောစမ်း တော့ပကံမြစ်စိတ်သိတယ်မလား ဟာကြီးတာဗော ပကံမြစ်စိတ်မှာရေသေးကြတာ အေး ဟောပကောမြစ်ပြားမှာအဖျားလေးသွားပေါ်တယ် ဘာအဖျားလဲဗျာ ချီမချီ